မင်္ဂလာပါပရိသတ်ကြီးတို့ရေအခုတစ်ခါမှာတော့တေးဆိုတော့ဒရိုက်တာသင်းဆောင်ဆက်ဆိုင်ခက်လိုက်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဆက်ဆိုင်ခက်လိုက်ကိုတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာဖခင်ဦးဆိုင်ခက်လိုက်မိခင်စောင်းဝေလူတင်ကြီးတို့မှာ1989ခုနှစ်ဧပြီ10ရက်နေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်ရှင်သူမှာတော့မွေးချင်းလေးယောက်နဲ့အကြီးဆုံးသားဖြစ်ပြီးတော့ညီမငယ်2ယောက်နဲ့ညီ1ယောက်ရှိတယ်လို့လည်းသိရပါတယ်ရှင်။ဆက်ဆိုင်ခက်လိုက်ရဲ့အပူဟာဆိုရင်မိုင်းပွန်စောဝါကြီးဆက်ဆန်ထွန်းဖြစ်တယ်လို့လည်းသိရပါတယ်။1984ခုနှစ်မှ1996ခုနှစ်အထိတောင်ကြီးမြို့အထက်ကတင်မှာတယောက်ပညာသင်ကြားခဲ့တာဖြစ်ပြီး1996ခုနှစ်မှာတော့တက္ကသိုလ်ဝင်နဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်ရှင်။အသက်10နှစ်မှာတော့အဆိုတော်ဇဝင်းထွန်းရဲ့အယ်လ်ဘမ်ကိုစတင်နားထောင်ပြီးတော့ဝါသနာပါယာဂီတကိုစတင်တွေ့ရှိခဲ့လို့ဆိုလာခဲ့တာပဲဖြစ်ပါတယ်။လေတဲ့အရောက်မှာတော့မိဘနှစ်ပါးကွာရှင်းခဲ့ပြီးတော့မိခင်မှာတော့ဩစတြေးလျနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။1998ခုနှစ်မှာတော့ရန်ကုန်မြို့ကိုရောက်ရှိလာခဲ့ပြီးတော့တက္ကသိုလ်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရန်ကုန်များမှာတော့ပညာစည်းဝေးလေ့လာခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆက်ဆိုင်ခန့်လိုက်ရဲ့အနုပညာခီလန်ကိုတော့1996ခုနှစ်မှာတော့မော်ဒယ်အနေနဲ့စတင်ခဲ့ပြီးတော့ဂျူလီမော်ဒယ်အေဂျင်စီရဲ့မော်ဒယ်အဖြစ်စတင်လှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆက်ဆိုင်ခန့်လိုက်အားဆိုရင်2000ပြည့်မလမှာတော့ပထမဦးဆုံးတေးစီရီချောကလက်ရောင်ရေခဲအိမ်မက်ထွက်ရှိခဲ့ပါတယ်။အဲ့ဒီစီရီမှာတော့ပောက်ခွေမဟုတ်ခဲ့ပဲနဲ့နောက်9လအကြာမှာတော့ဟီဟိုအဖွဲ့သည့်အစစ်အဖွဲ့ဟာမြန်မာနိုင်ငံနဲ့အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။အစစ်ခွေထဲမှာတော့ဆက်ဆိုင်ခန့်လိုင်းကဘဝတခြင်းကိုတွဲဖက်တည်ဆိုခဲ့ရမှာတော့အတန်ငယ်လူသိလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းမြလေးနဲ့တွဲဆုံခဲ့ပြီးတော့ကနဦးဆွေးနွေးကြပြီးတဲ့နောက်ပိုင်းမှာတော့ဆက်ဆိုင်ခန့်လိုက်ကောင်းမြနဲ့ငငယ်တို့3ယောက်တွဲပြီးတော့တခြင်းဆိုဖို့ဆုံးဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။2000ခုနှစ်ဇူလိုင်လ10ရက်နေ့မှာတော့ဘလဲဇွန်ကုံတိုင်မှာပြုလုပ်ခဲ့တဲ့စီရီတီတငယ်ချင်းများစွာအတွက်စတင်ရောင်းချခြင်းနဲ့ဖျော်ဖြေပွဲကိုတော့ပရိသတ်350ခန့်လာရောက်အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ VCD ကိုတော့2002ခုနှစ်နိုဝင်ဘာလမှာထုတ်ဝေနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်။2002ခုနှစ်မှာပဲတက္ကသိုလ်ရေးတာလန်တင်နေအိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးတော့သူ့ရဲ့နာမည်အကျော်ဆုံးသချင်းဖြစ်လာမယ်ဝမ်းနဲ့မတန်ကိုတော့အဲ့ဒီနှစ်မှာပဲရေးသားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ရန်ကုန်ကိုဘောလုံးကရန်ရောက်လာတဲ့တောင်ကြီးမတငယ်ချင်းဖြစ်သူနန္ဒဆိုင်နဲ့ချိတ်ဆက်မိပြီးတော့နန္ဒဆိုင်ကိုတောင်ကြီးမပြန်စီတော့ပဲရန်ကုန်မှာအနုပညာလုပ်ငန်းများအတူတူလှုပ်ဆောင်ရန်အတွက်ဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆက်ဆိုင်ခန့်လိုက်ဟာဆက်ဆိုင်ဘက်ဒီအခွေမှာလည်းချစ်ကောင်းနဲ့တွဲဖက်တည်ဆိုခဲ့ရမှာတော့အောင်မြင်မှုများစွာရရှိခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အဲဘာဂိုလီခွေကထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့တတိတ်ကျဲကိုထုတ်ဝေနိုင်ခဲ့ပြီးတော့2014ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာတော့တတိတ်ကျဲ DCD ကိုဖြန့်ချီတဲ့ပွဲကိုတော့ရန်ကုန်မြို့ဂျန်ရှင်းစကွဲမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။2009ခုနှစ်မေလမှာတော့People Magazine နဲ့တွေ့ဆုံခဲ့ရမှာတော့သူဟာပြိုကွဲနေတဲ့မိသားစုမှလာတာဖြစ်လို့မင်္ဂလာဆောင်နဲ့ပတ်သက်ပြီးတော့မတိကျသေးကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်ဆိုင်ခန့်လိုက်ကဝိထုရေးသားခြင်းကိုလည်းဆောင်ရွက်ခဲ့ပြီးတော့သူရဲ့ပထမဆုံးစာအုပ်စက္ကူငယ်ကိုတော့2006ခုနှစ်မှာကျောင်းကောင်စာပေကနေထုတ်ဝေခဲ့ပြီးတော့အဲ့ဝိထုကိုတော့ဒါရိုက်တာမိပွားကရုပ်ရှင်ရိုက်ဖူးခဲ့တာပဲဖြစ်ပါတယ်ရှင်။2008ခုနှစ်စက်တင်ဘာလမှာတော့ဒုတိယစာအုပ်ဖြစ်တဲ့ကံကိုဆွဲ၍မုံတီချင်းမင်းရဲ့ကျိမကြက်ဤကိုလည်းမင်းရဲ့ကျိမကြက်ဤကိုလည်းကျန်ကောင်စာပေကပဲထုတ်လုပ်ဖြန့်ချီခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်ဆိုင်ခန့်လင်ကတော့တရုတ်ဆောင်ဘွားနဲ့ရုပ်ရှင်ကားတွေကိုလည်းရိုက်ကူးခဲ့တာဖြစ်ပြီးတော့အောင်မြင်မှုအထိုက်လျောက်ရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဆက်ဆိုင်ခန့်လင်တယောက်လည်းဒီတမကအောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရဲ့နော်။အစီအစဉ်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။